ခမားတို့သိလားလူနဲ့မြောက်မျိုးဆက်ပြီးမြောက်လူသားမျိုးကွဲအစ်တစ်ကောင်ဖန်တီးဖို့အတွက်အမျိုးသမီးတွေရဲ့တိမ်တွေကိုမြောက်တုပ်ပိုးတွေထည့်သွင်းမှုကြိုးပမ်းခဲ့တဲ့တမိုင်းဆိုးတစ်ခုရှိခဲ့ဘူးတဲ့ဆိုတာကိုအဲ့ဒီစံတက်ချက်ဟာလူသားမျိုးနွယ်ရဲ့ကျင့်ဝတ်စည်းကမ်းတွေအားလုံးကိုချိုးဖောက်ခဲ့ပြီးတိတ်ပင်ပညာတိုးတက်ဖို့ဆိုတဲ့ခေါင်းစဉ်အောက်မှာအကြီးတန်းမဲ့စွာပုံကွယ်ခံထားခဲ့ရပါတယ်အားလုံးပဲမင်္ဂလာပါ BN Share တို့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်စိတ်ဝင်စားကြကောင်းတဲ့မှုခွေးအကြောင်းအရာတွေကိုဆက်လက်ရှာဖွေတင်ဆက်ပေးသွားမှာမဟုတ်လို့ channel လေးကို like and subscribe ပြုလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာဒါဖြင့် let's go ဒီအဖြစ်ပြရဲ့အဓိကတရားခံကတော့ကွန်မြူနစ်ရုရှားအစိုးရရဲ့ပြောတော့နောက်ခံကိုအပြည့်အဝရရှိထားတဲ့တိတ်ပံပညာရှင်အီလီယာအီဗက်နော့ပဲဖြစ်ပါတယ်သူဟာတာမန်တိတ်ပံပညာရှင်တယောက်မဟုတ်ပဲနိုင်ငံတကာအသိအမှတ်ပြုထားတဲ့ထိပ်တန်းပညာရှင်တယောက်ဖြစ်ခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ရည်ရွယ်ချက်ကတော့တဘာဝတရားကြီးကိုစန့်ကျင်ပြီးတွေးအေးအေးနဲ့လူသားမျိုးဆက်တတော်တစ်ကောင်ကိုထုတ်လုပ်ဖို့ပဲဖြစ်ပါတယ်2024ခုနှစ်တုန်းကလည်းအင်တာနက်ပေါ်မှာရှားလောက်လို့အမည်ရတဲ့ငမန်းကြောကုန်းလေးပြငါးတစ်ကောင်ကြောင့်တကဘာလုံးလှုပ်လှုပ်ခက်ခက်ဖြစ်ခဲ့ဘူးပါတယ်အဲ့ဒီရင်းနေတတော်မာလေးဟာအထီးမရှိပဲပုံဝင်ရှိလာခဲ့ပြီးလူနဲ့ငမန်းနဲ့မျိုးဆက်ပြီးဝေးလာမဲ့တတော်တက်လို့ထင်ကြီးပေးခဲ့ကြပါတယ်ဒါပေမဲ့တကယ်တမ်းတော့ဒါတဘာဝလျောက်အထီးမပါပဲတတိတီးခဲ့တဲ့ဖြစ်စဉ်တစ်ခုသာဖြစ်ပါတယ်တပိုင်းတစ်လျှောက်မှာလူတွေကတလိษံတွေကိုပုံစံမျိုးမျိုးနဲ့မျိုးဆက်ခဲ့ကြပြီးတန်ဖိုးကြီးတတော်ဝါတွေဖြစ်ဖို့ရည်ရွယ်ချက်နဲ့ဖန်တီးခဲ့ကြပါတယ်မြင်းနဲ့မြင်းကိုမျိုးဆက်ထားတဲ့လာအောင်မြင်ခဲ့တယ်လို့1980ပြည့်နှစ်တွေမှာအာဖရိကပြားနဲ့ဥရောပပြားကိုမျိုးဆက်ရာကနေလူတွေကိုအုပ်စုလိုက်တိုက်ခိုက်တက်ဖြတ်တက်တဲ့လူတက်ပြားတွေဖြစ်ပြောင်းလဲသွားခဲ့ဘူးပါတယ်ဒါပေမဲ့ဒီလိုတလိษံချင်းမျိုးဆက်ထားတဲ့ပိုပြီးဆိုးရတဲ့အရာကတော့လူနဲ့တလိษံကိုမျိုးဆက်ဖို့ကြိုးစားတာပါပဲမြောက်လူသားကြောင့်ပြန်ပြောရရင်အီဗန်နော့ဟာ1986ခုနှစ်မှာပါတကူဘွဲရခဲ့ပြီးကဘာကျော်တိတ်ပြပညာရှင်ပါဗလော့နဲ့သူအလုပ်လုပ်ခဲ့သူဖြစ်ပါတယ်သူကမြင်းတွေကိုကွန်ထရိုးစနစ်နဲ့တော့ရထည့်သွင်းတဲ့နီးပညာကိုအောင်မြင်အောင်လုပ်နိုင်ခဲ့လို့ကဘာစစ်မီနာမည်ကြီးခဲ့ပါတယ်သူကမြင်းနဲ့မြင်းကြားမျိုးဆက်တာကျွန်းတဲ့ယုံတွေကိုမျိုးဆက်တာတွေမှာအောင်မြင်မှုရရှိပြီးခဲ့တဲ့နောက်1910ပြည့်နှစ်မှာတော့လူနဲ့မြောက်ဝန်ကိုမျိုးဆက်ဖို့စကူရလာခဲ့ပါတယ်1919ခုနှစ်ရုရှားတော်လှန်ရေးအပြီးဘော့ရှီဘက်တွေအာဏာရလာတဲ့အခါမှာတော့သူ့ရဲ့ယူတွတ်တဲ့အိမ်မက်တွေအတွက်အခွင့်အရေးပေါ်လာခဲ့ပါတယ်ကွန်မြူနစ်ခေါင်းဆောင်လီနင်နဲ့စတာလင်တို့ဟာဘာသာရေးကိုတိုက်ဖြတ်ဖို့နဲ့တိတ်ပြပညာတိုးတက်မှုကိုပြသဖို့အတွက်အီဗန်နော့ရဲ့စံတက်ချက်ကိုသဘောကျပြီးငွေကြေးမြောက်မြောက်ထောက်ပံ့ခဲ့ကြပါတယ်အီဗန်နော့ဟာရုရှားဆိုရရဲ့ရန်ပုံငွေတွေနဲ့အာဖရိကကဂီနီနိုင်ငံကိုထွက်ခွာခဲ့ပြီးချီမန်စီမြောက်တွေကိုဖမ်းဆီးခဲ့ပါတယ်သူဟာမြောက်မ3កောင်ကိုလူတော့ပူထည့်ပြီးကိုဝင်ရအောင်လုပ်ခဲ့ပေမဲ့အောင်မြင်ခဲ့ပါဘူးအဲဒီနောက်မှာအာဖရိကကအမျိုးသမီးတွေကိုသူတို့ကိုယ်တိုင်မသိအောင်သဘောတူညီချက်မရှိပဲမြောက်တုပ်ဘိုးတွေကိုထိုးတင်ပြီးတတိတီကိုင်းမှုကြိုးစားခဲ့ပါတယ်အဲဒီချိန်ပြင်သစ်ဘီရင်ကန်ကဒီယွန်စရာစံတက်မှုကိုသိရှိသွားပြီးပြပင်တားဆီးခဲ့လို့အမျိုးသမီးတွေလွတ်မြောက်ခဲ့ရပါတယ်အာဖရိကမှာမအောင်မြင်ခဲ့တဲ့အီဗန်နော့ဟာချင်မစီကောင်း20ကိုတည်ဆောင်ပြီးရုရှားကိုပြန်လာခဲ့ပါတယ်သူဟာရုရှားမျိုးသမီးတွေထဲကမြောက်ကလေးမွေးပေးမဲ့စေတနာဝန်ထမ်းတွေကိုလိုက်လံရှာဖွေခဲ့ရမှာအားစရာကောင်းလောက်မျိုးသမီး9ယောက်ကတပေါက်တူခဲကြပါတယ်ဒါပေမဲ့အာဖရိကတည်လာတဲ့မြောက်တွေထဲက၄ကောင်မဲ့တက်ရှင်ကျန်းခဲ့ပြီးမျိုးဆက်ဖို့အတင်းပြတဲ့အချိန်မှာတော့တာစင်လို့မြင်ရတဲ့မြောက်အထီးတစ်ကောင်ပဲကြံပါတော့တယ်ဒီစံတက်မှုစတင်ပြီးမှာပဲအဲ့ဒီတာစင်ဆိုတဲ့မြောက်ဟာအုံနောက်တွေးယူစည်းမှုဖြစ်ပြီးတိတ်ဆုံးသွားခဲ့လို့စံတက်မှုကြီးပြပြခဲ့ရပါတယ်နောက်ပိုင်းမှာအီဗန်နော့ဟာအာဖရိကန်မျိုးသမီးတွေကိုတဘောတူညီချက်မရှိပဲစံတက်ဖို့ကြိုးစားခဲ့တာတွေပေါက်ကြားသွားခဲ့ပြီးအာရှတိတ်ပံဖွဲ့စည်းကလှုပ်ချခြင်းကိုခံခဲ့ရပါတယ်နိုင်ငံရေးသမားတွေကလည်းသူ့ကိုကြောက်ခိုင်းသွားခဲ့ပြီး1930ပြည့်နှစ်မှာလှုပ်ဝက်ပရိတ်တွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရကကာဇက်စတန်ကိုပြည်နယ်ပေးခြင်းခံခဲ့ရပါတယ်သူဟာနောက်ထပ်2နှစ်ကြာမှတည်ဆုံးသွားခဲ့ပြီးသူ့ရဲ့လူနဲ့မြောက်မျိုးဆက်မဲ့အိမ်မက်ဆိုးကြီးဟာလည်းဆုံးသက်သွားခဲ့ပါတယ်ဗျတမိုင်းပညာရှင်တွေကစတာလင်ဟာစွမ်းအားကြီးပြီးနာကျင်မှုကိုမသိတဲ့လူဝင်စက်တက်ကြီးကိုတိစောက်ချင်လို့ဒီစံတက်မှုကိုထောက်ပံ့ခဲ့တာလို့ယူဆခဲ့ကြတယ်လို့အချို့ကလည်းလူသားတွေကိုမျိုးဗီဇမြင့်တင်ဖို့လှုံ့ဆော်ခဲ့ကြတာလို့ယုံကြည်ကြပါတယ်အီဗန်နော့တည်ဆုံးသွားခဲ့ပေမဲ့1968ခုနှစ်တရုတ်နိုင်ငံယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်းမှာချင်မတီတကောင်ကိုလူတုပ်ပိုးနဲ့ကိုဝင်3လရအောင်လုံနိုင်ခဲ့ဘူးတယ်လို့ပြောဆိုမှုတွေရှိခဲ့ပါတယ်2019ခုနှစ်မှာလည်းတိတ်ပြပညာရှင်တွေကလူဆဲတွေပါဝင်တဲ့မြောက်ဒေတာကိုဖန်တီးခဲ့ကြပြီးအင်္ဂါစိတ်ပိုင်းအစားထိုးဖို့အတွက်စံတမှုတွေလှုပ်ဆောင်နေသေးဖြစ်ပါတယ်တဘာဝတရားကြီးကိုကျော်လွန်ပြီးလူသားနဲ့လက်ဆံမျိုးဆက်ဖို့ကြိုးပမ်းခဲ့တဲ့အီဗန်နော့ရဲ့ဖြစ်ရဟာတိတ်ပြပညာရဲ့ထိန်းချုပ်လို့မရတဲ့အလိုလောဘတွေကဘယ်လောက်ထိကြောက်စရာကောင်းလဲဆိုတော့ကိုတက်တည်ပြနေခဲ့တာပါဗျဒီစံတက်ချက်ဟာလူသားအတွက်ဆိုပေမဲ့အဲ့ဒီနောက်မှာဘယ်လိုလှုပ်ဝက်ချက်တွေရှိနေမလဲဆိုတော့ကိုတူးချင်းမြင်နဲ့ကိုယ်မှခြာရေးပေးခဲ့ကြပါအောင်ခင်ဗျမိတ်ဆွေတို့ရဲ့အတိမိတ်ဆွေတွေကိုလည်း share ပေးထားပြီး channel လေးကို subscribe ပြုလုပ်ပေးဖို့မေတ္တာရက်ခံပါတယ်ခင်ဗျဒါဖြင့်နောက်ဗီဒီယိုမှာထောက်ရကြမယ် bye